Cherry FM ပရိသတ်တွေအတွက် Artist Playlist ဒီတစ်ပတ် Artist Playlist အစီအစဉ်မှာမှတ်မှတ်ရရနားထောင်ပြတဲ့သချင်းတွေကိုပြောပြပေးသွားမယ့်သူကတော့ အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖြည့်ပြည့်စုံပါအခုဒါ Cherry FM ရဲ့ studio ထဲရောက်ရှိနေတာဖြစ်ပါတယ် Artist Playlist အတွက်ကျွန်တော်သချင်းလေးတွေရွေးချယ်ပေးသွားပါမယ်အားလုံးပဲအားပေးနားဆင်ပါအောင်ခင်ဗျာ Cherry FM Number 1 radio station ဆက်သချင်းအမျိုးစုံတော့ကိုတို့ဒါနားထောင်ခဲ့တာပေါ့နော်ဆိုတော့ဒါပေမဲ့အချိန်ကြီးအတွက်အများကြီးနားထောင်တဲ့သချင်းဆိုတော့သိကြတယ်ကိုတို့ငယ်ဘဝဒုံကလေးကနားထောင်ခဲ့တဲ့သချင်းတွေကိုရွေးရမှာပေါ့လေဆိုတော့များသောအားဖြင့်ကိုတို့ဆယ်ကျော်သက်ဘဝမှာတော့ဒီlocal international သချင်းတွေနားထောင်ပြတဲ့မှာboy band ပေါ့နော် Westlife သချင်းတွေကတော့ကိုတို့အများကြီးလွှမ်းမိုးခဲ့တယ်ဆိုတော့ချိန်အတွက်အများဆုံးဆိုတော့ဒါ Westlife ရဲ့ My Love လို့ရွေးချင်ပါတယ်ဘယ်လောက်ချိန်ရှိမှန်းတော့မမှတ်မိတော့ဘူးပေါ့နော်ဆိုတော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့သချင်းလေးဆိုတော့ My Love လို့ရွေးချင်ပါတယ်ဒီကုန်းအတွက်ကတော့အကိုကိုယ်တိုင်လဲဒါအဆိုတော်တယောက်ပေါ့နော် singer career ကိုယူထားတဲ့လူတယောက်ဖြစ်တဲ့အတွက်အခုဘဝအတွက်အဓိပ္ပာယ်ရှိပြီးတော့မမေ့နိုင်တဲ့ချင်းဆိုတော့ကိုယ်ပိုင်ချင်းလေးတစ်ပုဒ်ရွေးချယ်ပေးခြင်းနဲ့ဒါကတော့ဘဝမှာဖြည့်ပြည့်စုံဆိုပြီးတော့စဖြစ်စေခဲ့တဲ့တေးစီသူမင်းရေးထားတဲ့လာရိတ်ဆိုတဲ့ချင်းလေးပါဘာဖြစ်လို့မှတ်မိနေတာလဲပေါ့နော်ဒီချင်းဆိုတော့ကိုယ့်ရဲ့ဒါအစပထမမလို့ကိုရဲ့ဘဝအစဆိုတာဘယ်သူမှမမေ့ကောင်းတဲ့အရာပေါ့နော်အဲ့အတွက်ကိုလာရိတ်ဆိုတဲ့ချင်းလေးရွေးပေးပါတယ်အကူကတော့ဒီ music style အားလုံးနားထောင်တယ်ဒါပေမဲ့အကူကိုယ်တိုင်ကတော့ pop singer ဖြစ်တဲ့အတွက် pop sound တွေကတော့ favorite sound တွေဖြစ်တာပေါ့နော်ဆိုတော့R&B လဲကိုကြိုက်တယ်ဆိုတော့ local မှာဆိုလဲဒါအခုရဲ့ senior artists တွေအကုန်လုံးဒါဦးညီထွတ်တို့ဦးမာရစ်စာတို့ဦးစောပိုင်းတို့အကုန်လုံးချင်းနေနားထောင်တယ် international မှာဆိုလဲဒါ artists အကုန်လုံးနားထောင်ပါတယ်ပြီးတော့မတ်တင်စာမို့လို့မဆုံသိမ်းမို့လို့ချင်းနေလဲကြိုက်တယ်ဆိုတော့အခုလောလောဆယ်တော့ဒါအပြောင်းလဲလေးဖြစ်သွားအောင် international sound ဆရာပေါ့နော်နားထောင်ပြနေတဲ့ဒါ weekend နဲ့ Ariana Grande တို့ဒါ duet ပြန်လုပ်ထားတဲ့save your tea ဆိုတဲ့ချင်းလေးရွေးပေးချင်ပါတယ်အဲ့ကြတော့တချင်းတွေကတော့တောင်ရောက်လိုက်မြောက်လိုက်တော့ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ဘာဖြစ်နားထောင်တဲ့လူတွေထဲမှာလည်းလူပေါင်းများစွာရှိမှာပဲဆိုတော့လေအကြိုက်တွေကတူကြမှာမဟုတ်ဘူးအဲ့တော့အခုတို့ကများစွာဖြင့်ခီးသွားတယ်အလုပ်ကခီးသွားတယ်အဲ့တော့ရင်ကားနဲ့သွားတဲ့ခီးတွေမှာဆိုရင်တော့အဲ့လိုတောင်ပေါ်ဒေသတို့ဒီတောင်တက်တောင်ဆင်းတို့သွားပြီဆိုလို့ရှိရင်တော့များစွာဖြင့်ဒါဥတီဆိုင်ရဲ့တချင်းတွေဥပုပ်ပြည့်တဲ့တချင်းတွေကတော့အမြဲတမ်းလွှမ်းမိုးတယ်ပေါ့နော်ပြီးဥက္ကမောင်တိုးတို့တချင်းတွေပေါ့နော်အခုတော့မှတ်ရပေါ့ဥပုပ်ဖြူဆိုထားတဲ့ link ဝင်ဆိုတဲ့တချင်းလေးရွေးပေးချင်ပါတယ်ဘလောကတော့ keyboard တချင်းတွေများတာပေါ့နော်ဒါပေမဲ့လည်းold school တွေကိုလည်းကိုရိုနာထောင်နေကြိုက်လဲကြိုက်တယ်ပြီးတော့တခါလေ Borai နဲ့ karaoke သွားပြည့်ရင်များသောအားဖြင့်လို့ old school တချင်းတွေကိုရွေးပြီးတော့ဆိုလေးဆိုတာရှိတယ်ဘာကြောင့်လဲဆိုလို့အတိတ်ကလေးတွေကိုလွမ်းတာရောပြီးတော့တခါမှဒါတွေကအတွေ့အကြုံမရှိတဲ့အတွက်ဒီလိုအချိန်မျိုးမှာမကိုစမ်းစစ်ကြည့်ရတာပေါ့နော်ဆိုတော့အခုလောလောဆယ်တော့ကိုကြိုက်တယ်ဒါဥပိဒခင်ညိုရဲ့မြခွာညိုဆိုတဲ့ချင်းလေးရွေးပေးခြင်းပါတယ်ဒါဒီတခါတော့ဒါကိုယ့်ဘက်ကိုရက်လိုက်မှာပေါ့နော်တချင်းစာသားတွေကတော့ကိုယ့်ရဲ့ favorite sound ဆိုင်ကတော့မှတ်မိနေတာကြီးပဲပေါ့နော်ဒါပေမဲ့တခါလေကိုတချင်းအောင်ကိုစင်ပေါ်မိသွားတဲ့အခိုက်အတန့်တွေရှိတယ်ဒါပေမဲ့အခုလောလောဆယ်တော့ခဏရွတ်ဖြစ်နေတာတော့ပွဲတွေတိုင်းမှာကိုမဖြစ်မနေဆိုပြပြတဲ့တချင်းလေးရှိတယ်ပေါ့နော်အဲ့ဒီတချင်းလေးကသိုးတငယ်ချင်းသိုးတငယ်ချင်းအဲ့ correct ပေါ့အဲ့သူပြောတာလေးပဲတွေ့ရင်ကျင်းတတ်တယ်ဆိုရဲLawrence Lee ကတော့ဗစက်ကမရွတ်ပင်မဲ့လဲခေါင်းထဲမှာသူ့လိုပေါ်လာတဲ့စာသားလေးပေါ့နော်ပွဲတွေကြရင်လဲကိုဆိုစရာတိတ်မလို့ပဲနဲ့အောက်က audience ကနေပြီးတော့ကိုပြန်ဆိုပြတဲ့နေရာလေးပေါ့ဟုတ်ဒါလေးအမှတ်တရရွေးပေးချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ငယ်ငယ်တုန်းကတော့ကိုတို့ကဘယ်လိုပြောမလဲဒီ music style အားလုံးကိုစူးစမ်းရှာဖွေနေတဲ့အချိန်ပေါ့နော်ကိုဘာကြိုက်လဲကိုဘယ်ပေါ်မှာmood on ဖြစ်နေလဲဘယ်ပေါ်မှာ favorite ဖြစ်နေလဲဆိုတော့မသိသေးဘူးပေါ့နော်ဆိုတော့ကွာတယ်လို့ပဲကိုတို့သုံးသပ်ရမှာပဲငယ်ငယ်တော့နားထောင်ခဲ့တဲ့ music ပြီးတော့ကိုတို့ငယ်ငယ်ဘဝမှာအဲ့လို boy band တွေ girl band တွေ international မှာ local မှာဆိုလဲအဲ့လို3ယောက်ပေါင်း4ယောက်ပေါင်း music တွေထွက်လာတဲ့အချိန်ပေါ့နော်teen ဆို example တို့main ကလေးတွေမှာဆိုလဲ cook တို့စသဖြင့်အဲ့လိုမျိုးတွေထွက်လာတဲ့အချိန်ဆိုတော့အဲ့လိုမျိုး music တွေကိုငယ်ငယ်တော့ပို့ပြီးတော့ရင်းနှီးကျွမ်းဝင်ခဲ့တယ်ဒါပေမဲ့အသက်ကြီးလာတဲ့ဒီအသက်ပိုင်းခြားလောက်မှာတော့solo artists ရဲ့တချင်းတွေပြီးတော့ R&B တွေ pop တွေဒါတွေကိုပုံနာထောင်ပြစ်လာတယ်ဆိုတော့ကွာသွားတယ်ကွာခြားသွားတယ်လို့ပြောရမှာပေါ့နော်ဒီ pop sound တွေ R&B တွေကတော့အခုအတွက် favorite sound တွေဖြစ်နေသေးပဲဒီကာလမှာလည်း hit sound ဖြစ်သွားတဲ့တချင်းလေးတစ်ပုဒ်ပြီးတော့အခုတို့လည်းအရန်ကြိုက်တယ်ပြီးတော့အဲ့ chorus နဲ့စာသားလေးနဲ့ melody လေးကအရန်ကောင်းတယ်ပေါ့နော် Benny Pio နဲ့အမရာဖုန်းတို့ရဲ့ကဘာဆက်ရွေးပေးချင်ပါတယ်ချိန်ကြာဆုံးဆိုတော့အခုထိထွက်မလာသေးတဲ့သချင်းတွေလို့ပြောရမှာအခုမှ second solo album ကိုလုပ်နေတာဖန်တီးနေတာ2019ခုနှစ်မှာပြီးသွားတယ်ပေါ့နော်တကယ်ဖန်တီးတာကတော့ဟိုလောက်မှာဖန်တီးတာ album first album က2015မှာထွက်တာဆိုတော့16 19လောက်မှာ second solo စလုပ်တာ19လောက်မှာပြီးပြီမဲ့ယနေ့ထိမထွက်လာသေးဘူးဆိုတော့ဒါဒီတဲ့သချင်းတွေတော့အကြဆုံးသချင်းလို့ပြောလို့ရပါတယ်ဒါပေမဲ့မထွက်သေးတဲ့သချင်းဆိုတော့ကိုရွေးပြလို့မရတဲ့အတွက်ပေါ့နော်ဘယ်လိုပြောမလဲအမှတ်တရတစ်ခုရှိတယ်ကိုဘွားမှာ
ဒီတချင်းစာသား title လေးကအခုစီးသွားတဲ့ပုံစံပေါ့နော်မျှော်နိုင်သမျှဆိုတာအဲ့လိုမျှော်နိုင်သမျှဆိုတဲ့အတိုင်းပဲအခုဒီကိုထွက်မလာသေးတဲ့အရန်ကြာနေတဲ့တချင်းလေးတွေအတွက်မျှော်နိုင်သမျှဆိုတဲ့တချင်းလေးရွေးပေးချင်ပါတယ်ဟုတ်အမှန်တိုင်းပြောတော့အခုနေ by head ပေါ်စဉ်းစားဟေးဆိုရင်တော့ဟိုလောလောကူကူကိုစဉ်းစားလို့မရဘူးစေစိုးသက်မှာတချင်းတွေအများကြီးကြိုက်ခဲ့ကြတယ်ပြတ်တန်းခဲ့ဒါပေမဲ့အချစ်တချင်းလေးဆိုတော့မမရခေါင်းနဲ့ပေါ်လာတာအခု favorite singer စီဖြစ်တဲ့ကိုစောပိုင်းနဲ့မချောစုပေါ့မချောစုခင်တို့ရဲ့ဒါချစ်လားဆိုတဲ့ချင်းလေးကတော့ဒီခေါင်းစဉ်လေးအတွက်ပြည့်စုံမယ်လို့ထင်ပါတယ်အခုကတော့ဟို favorite song ဆိုလို့ရှိရင်တော့ຫນွေပဲဖြစ်ဖြစ်မိုးပဲဖြစ်ဖြစ် sound ပဲဖြစ်ဖြစ်ပေါ့နော်ပြောင်းလဲမှုမရှိဘူးကြိုက်တယ်ဒါပေမဲ့အခုလိုပေါ့ဒီမိုးရင်းကာလမှာတော့ဟိုအလိုလိုနေဟိုလွမ်းတဲ့ဘက်ဆွေးတဲ့ဘက်မှုကအဲ့ဘက်ရောက်နေတာဟုတ်ရောက်နေတော့လွမ်းဆွေးသချင်းတွေကတော့ဟိုခံစားမှုပုံမူတည်ပြီးတော့ပို့ပြီးတော့ popular ဖြစ်နေတာပေါ့နော်တကိုကြီးအတွက်ပေါ့ popular ဖြစ်နေတာပေါ့အဲ့လိုမျိုးတော့ပြောလို့ရပါတယ်ဒီကာလဆိုအများတန်းအခုဟို online နဲ့ feedback လေးတွေပေးတယ်အခုမှလည်းရာသီဘွဲ့သချင်းဆိုမှတ်မရတပုတ်ပဲရှိတယ်ဆိုတော့အဲ့မိုးရာသီနဲ့ပတ်သက်တဲ့သချင်းလေးတပုတ်အခုမှရှိတယ်ပြီးတော့ဒီမိုးရာသီဆိုလို့ရှိရင်ဒီအဲ့လို feedback လေးတွေနဲ့လူတွေကတစ်ခုတည်းရပေါ့နော်ပြန်သတိရပြီးတော့နားထောင်ပေးကြတဲ့အတွက်ဒီနားဆင်ပေးတဲ့ audience တွေကိုကျေးဇူးတင်တဲ့အနေနဲ့ပေါ့နော်ကိုကီရှင်ရေးပေးထားတဲ့ကျွန်တော်ဆိုထားတဲ့မျက်ရည်မိုးဆိုတဲ့သချင်းလေးရွေးပေးခြင်းပါတယ်သချင်းလက်ဆောင်အနေနဲ့ကတော့ကိုကိုတိုင်းလည်းခွန်အားယူရတဲ့သချင်းပေါ့နော်ဒီကာလမှာကိုတို့တွေဒီ logran တွေတဘာဝပေးတွေစသဖြင့်ပေါ့လေလူတွေကပြောစရာအချိန်တွေရှိသလိုစိတ်ပင်ပန်းတဲ့အချိန်တွေလည်းရှိမှာပဲဒါတွေကို handle လုပ်ပြီးတော့ကိုတို့ survive လုပ်ကြတဲ့အချိန်မှာခွန်အားပြုတဲ့သချင်းလေးတွေခွန်အားပေးတဲ့သချင်းလေးတွေကလူတွေနားမှာအများတန်းရှိဖို့လိုအပ်တယ်ဆိုတော့ဟိုတကယ်ချင်း9ယောက်ပေါ့နော်နီနီခင်စော်ရဲ့ Jewel ရဲ့မိဆန်နေရဲ့အကိုရဲ့အောင်ထက်ရဲ့ဒီကာလမှာစူးစမ်းပြီးဖန်တီးထားတဲ့ friends ဆိုတဲ့တကယ်ချင်းဆိုတဲ့ချင်းလေးတစ်ပုဒ်ရှိတယ်ဆိုတော့ဒါတော့လက်ဆောင်အနေနဲ့ပေါ့နော်ဟိုဒီဆိုတဲ့ဒေသရှင်တွေထက်ဆိုင်ဒီထဲမှာရေးထားတဲ့သချင်းစာသားလေးတွေရဲ့အဓိပ္ပာယ်ကိုပေါ့နော်လူတွေနားဆင်တဲ့လူတွေခံစားပြီးတော့ဘဝမှာအမောတွေပြေးနိုင်ပါစေလို့ရည်ရွယ်ပြီးလက်ဆောင်လေးပေးခဲ့ကြပါတယ်အခု artist playlist အတွက်ရွေးပေးခဲ့တဲ့သချင်းလေးတွေကိုနားဆင်အားပေးတဲ့ဒါမိတ်ဆွေတွေအားလုံးသဘောကျကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ဒီနေ့ဒါဘဝအမောတွေပြေးနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်Cherry FM. Number 1 radio station.